တင်မောပေါ်ကနေတင်မောသားတွေ cruising ဘယ်လိုရှင်းရလဲအောက်ကိုဘယ်လိုဆင်းရလဲဆိုဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲ provision grade နဲ့အဲ့မှာလူခေါ်စင်နဲ့အဲ့လိုမျိုးတွဲပြီးတော့3ယောက်သို့မဟုတ်4ယောက်ဒါမျိုးဆင်းရပါတယ်ခင်ဗျာအောက်က provision ပုတ် provision ပုတ်က provision နဲ့အပြည့်လာပြီးတော့အပေါ်ကို provision နဲ့တည်ပြီးပြီဆိုတာမှလူတင်ချလုပ်ပါတယ် cruising ပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်တို့ပထမအတုပ် sign off လုပ်သွားတော့ကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဘယ်နေရာအဲ့တော့တော့များတယ်8ယောက်လား9ယောက်လားမသိဘူးပထမအတုပ်ဆင်းသွားကျွန်တော်တို့ကတော့သူတို့နဲ့ရှားပြီးတော့2ရက်လောက်နေမှဆင်းရအဲ့ဒါလေး sharing လုပ်ပေးတာပါအောက်က provision ပုံကြီးဖြစ်ပါတယ်ဒါတော့တင်မောကာကိုချစ်ပြီးချစ် operation လုပ်ကာကို operation လုပ်နေတဲ့အချိန်မှာစိမ့်တာမို့ကျွန်တော်တို့စင်းတော့ဆိုရင်တော့တင်မောမောင်းနေနေစိမ့်တာဆိုတော့ mission green ကနေပြီးတော့ဒီစက်မြင့်နေဗျဒါကာကိုနဲ့ဆိုရေထဲကိုတဝက်လောက်မြုပ်နေသေးရဆိုတော့ကျွန်တော်တို့စိမ့်တော့ဆိုရင်အမြင့်ကြီးပဲကာကိုမပါတော့တင်မောကပေါ်ရေပေါ်တအားကြီးပေါ်သွားတော့mission green နဲ့ဆိုတော့ပို့ပြီးတော့မြင့်နေဒီတက်ကြောက်ကိုကနေပြီးတော့မောင်းနေနေရှိန်တာဆိုတော့cruise ရှိန်တာဆိုတော့ provision တင် cruise ရှိန်ဆိုမောင်းနေနေဆိုတော့လိုင်းလဲမှုတယ်အဘိုးဘမှာလူးလဲနေကျွန်တော်ဆိုအန်တော့အန်နေအခုကတော့ရက်နေတဲ့အချိန် cruise ရှိန်လုပ်တယ် provision တင်တာဆိုတော့နည်းနည်းတော့တက်တာလေးတော့ကျွန်တော်လက်ကြီးကကွဲသွား sorry ပါအားလေးလာပြပြတာပါ